ပါသွားပြီအဲဒီမဲ့ထိတ်ကြောင်တို့များသမင်ပြန်ပါခင်ဗျာတော့ရန်နေကရေးလေးနဲ့တောက်ဆက်ကြားရတောက်ခဲ့စီနူလောက်တိုင်းစီနူတဲ့ပြမေဤဒီကိုဦးမဲ哇，这这是我们的牛的蛋，这个在这里，这里面也拿这些，这些都也拿这些，那你都拿嘛？那干嘛呢？这些随意吧。哦，变价的，所以变价的。啊，不忙吗？我问了。အခုလာရပြင်မယ်နော်လက်ခလာ对吧？ဘယ်လိုလာရင်ဖုန်းဆက်နော်စိတ်နာဟုတ်လားဟုတ်မယ်ဟုတ်ခေါ်ပါ ဒီဘက်လေတော့မော်နေမော်ရှိမေးရအေးအောက်ကရေးပုံပြရတယ်ဘယ်လိုလဲဝေးအောင်လေညမအော်တော့အောက်ကဆောက်ကြည့်လိုက်ပြကိုနောက်ကမျက်မှန်လေးတွေရှိတယ်နော်နေကမျက်မှန်ได้ဟုတ်ဟယ်လိုခုကတော့ဒါဘယ်ကနေပြန်လာကြီးပါးစက်ကနေပြန်လာတာပေါ့နော်အဝေးတက်အောင်ပဲကြီးပါးစက်တော့ပြမယ်ဒီမှာပါဒီလိုမျိုးတက်အောင်ပါပါဝေးပဲဟာဝေးလိုက်တာ review လေး ဆိုရင်မောပါတယ် review လေး မေရတော့ဘူး ယူကတော့အရမ်းလာပါတယ်အမျိုးကိပဲနော်အရမ်းမိုက်တယ်ရောက်ပြီထက်ရပါထူပါကတော့အရမ်းလာပါတယ် Oh my god အေးရပဲမျိုးကိပဲနော် ဟိုကြောက်တုံးကြီးပေါ်တက်ရတယ် ဖိုက်တယ်မင်းလက်ပြကြည့်အောင် ကိုရှိရပုဂ္ဂိုလ်ချောပါမယ်မချောပါဘူးတက်ရဲလား တရေ အဲ့နာလေးတက်အောင်တောင်း အေးရ โอเคအဲ့လောက် အဲ့လောက်ဆိုတော့ โอเคအဲ့ဒါဘာလုပ်တယ်တက်နိုင်ဘူး တက်နိုင်တယ် တိုက်ရှိရဲ့တောင်ထိပ်ကိုရောက်ရှိပါပြီ Oh my god ပုံလေးပြောရိုက်ချင်လို့ အင်းလေအောက်ဘက်6ကဝါမယ် no ဓာတ်ပုံလေးရိုက်ပြမယ်ဓာတ်ပုံလေးရိုက်ပြမယ်ခုနကိုကိုလေးနဲ့ကိုကိုလေးကိုလက်ညှိုးလေးထိုးနေပုံလေးဒီလိုလေး ဒီအဆောင်ရဲ့နောက်ဖေးကနေလှန့်ရိုက်ပြီးကင်မရာရိုက်နေတယ်လို့ ရိုက် တော့ရတော့လေဒူးရတော့နေ ဒီနောက်ဖေး အော် ဖြတ်ရိုက် အမေဒူးရတော့နေပြီ စင်းငယ်တော့အတူလေးနဲ့သမီးဓာတ်ပုံလိုက်ရိုက်မှာ တက်ရတာမောပြီမယ်လို့သုံးရောက်တဲ့ဖီလင်းအရ ရမ်းမိုက်တယ်အမျိုးကိပဲ မျိုးလုံးနေလည်းပူးနေ မိုက်တယ် လော်လိုက် အမြင့်ဆုံးကိုရောက်ချင်တယ်ဆိုရင်ဟိုးအောက်ချီကနေမောနေအောင်တက်လာရပါတယ်ဒါပေမဲ့အပေါ်ဆုံးကိုရောက်တဲ့ဖီလင်းကတော့စုတ်က is you အရန်ကောင်းပါနဲ့သမီးဘဝဆိုတာလည်းအဲ့လိုပဲနော်အိုးအမြင့်ဆုံးထိတ်ဆုံးရဲ့အလှဆုံးပြုလို့ချင်းအစစ်စစ်မောခံပြီးတက်အောင်ဒါပေမဲ့ထိတ်ဆုံးရောက်သွားပြန်ပြုတ်မကြဘူးရေးကြည့်တယ်နော် အခုကပြန်စင်းရတယ်တပည့်တော့ ပြန်စင်းတာရှင်မြင်ကိုရအောင်သွားတာ ဟုတ်ကဲ့လား ဟုတ်လား ကိုကတော့ပြင်းပြင်းပြန်မယ်တိုက်ကြိုးပြ အဲ့လိုလေဒီနားလေးကနေကြရှိဘူးကပြောင်းသွား ဟယ်လို ဟယ်လို အခုကတော့ဘယ်နားရောက်ပြီလဲ ကျွန်တော်တို့ရင်မြင်နားရောက်တော့မှာ โอเคမောတယ်တော်မောတယ်အတက်အစစ်အားတော့မဟုတ်အတက်ကတော်မောအခုကပြန်တက်နေတာဟူးဟယ်လို review လေးအခုကတော့အချိန်နေဘလို့တော့ မရတော့ဘူး မရတော့ဘူး မျိုးလုံးကြီးဆက်နေတယ် ဒီမှာပါဒါကတော့ဈေးဆိုင်လေးတွေအများကြီးပဲရှိပါတယ် စားတော့ဆိုင်လေးအစုံ ကြီးကမမေမူးတွေပြနေပြောနေဗီဒီယိုကရက်လိုက်တာပဲကြားလာ ဒီမြ
တော့မူအဖြစ်ဦးများစားတော့ဆိုင်နေရတည်တည်တက်နဲ့လှပပါတယ်ဒီမတန်ဈေးလေးကလည်းတည်တတ်မဲ့ပုံပါပဲအဲ့လိုတွေမူအဖြစ်ပြောတယ်耶！ဒီလိုမှတွေ့တဲ့ဖယ်လေးတွေလည်းအများကြီးချစ်ပါတယ်